ငွေသားခိုးထည့်ထားတဲ့ပေါင်မုတ်ကိုဆရာတော်တကိုက်စားလိုက်တဲ့အချိန်မှာတော့အားလုံးပေါ်တော့မယ်လို့ထင်ခဲ့ပေမဲ့ဖြစ်လာတာကလုံးဝမမျှော်လင့်ထားတဲ့အရာပါတပည့်ဘုန်းကြီးကအသားကိုပေါင်မုတ်ထဲလှုပ်ဝက်ထည့်ပြီးဆရာတော်ကိုပေးလိုက်ပါတယ်တကိုက်စားလိုက်တာနဲ့ဆရာတော်ကတခုခုမားနေပြီဆိုတာသိလိုက်ပေမဲ့တပည့်ကဒီနေ့ပေါင်မုတ်ကနည်းနည်းပူမာလို့ပါလို့လိန်ပြောလိုက်ပါတယ်ဒါပေမဲ့ဆရာတော်ကအမှန်ကိုသိနေပြီးသားဖြစ်ပေမဲ့ဘာမှမဖော်ထုတ်ပဲကျန်တဲ့ပေါင်မုတ်တွေကိုတခြားတပည့်တွေစီဝေခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာရှောလင်ကျောင်းတော်ကတိုင်းပြန်ခွဲအတွက်အပြင်းထန်လေ့ကျင့်နေကြတာပါဒီတပည့်ဘုန်းကြီးကညီကိုတပည့်တွေအားရှိစေခြင်းလို့နေတိုင်းကျောင်းနေရန်နာကိုအချိန်မှန်သွားပြီးအပြင်ကလူတွေစီကအချက်ပြတာကိုစောင့်နေပါတယ်အချက်ပြတန်ကြားတာနဲ့နေရန်ကျော်ပြီးအသားနဲ့ဟင်းချက်စရာတွေကိုလက်ခံယူလာကအုတ်ချက်တွေပေါ်မှာပဲမိဖို့လုပ်ပြီးချက်စားကြပါတယ်ဟင်းနဲ့တွေကျောင်းတော်တစ်ခုလုံးပြန်သွားပြီးမဲ့ဘယ်သူမှမဖော်ထုတ်ကြပါဘူးသမင်းစားချိန်ရောက်ရင်တော့သူကအသားတွေကိုပေါင်းမုတ်ထဲလှုပ်ဝက်ထည့်ပေးပြီးအားလုံးကိုခွန်အားရအောင်ကူညီပေးနေခဲ့တာပါနောက်တစ်နေ့မှာတော့လန်တိုင်းဖွဲနဲ့လက်တိုင်းဖွဲတို့ပြန်ပွဲစတင်ပါတယ်အချိန်မီဗုဒ္ဓဆိုတဲ့စာလုံးကိုရေးနိုင်တဲ့အဖွဲ့ကအနိုင်ရမှာဖြစ်လို့နှစ်ဖက်စလုံးစုပ်တံကိုအလူရက်လူကြပါတယ်အသားစားထားတဲ့လန်တိုင်းဖွဲကအင်အားပိုကောင်းနေပေမဲ့လက်တိုင်းဖွဲကလည်းအတင်းပိတ်ဆို့ထားပါတယ်အဲ့ဒီအချိန်မှာပဲတပည့်ဘုန်းကြီးကခိုးတကောင်ပြန်လာတာကိုမြင်လိုက်ပြီးအပြင်ကလူတွေရဲ့အချက်ပြတေးရောက်လာပြီဆိုတာနားလည်သွားပါတယ်အသားခိုးစားတဲ့ကိစ္စပေါ်မသွားအောင်သူချက်ချင်းစုပ်တံကိုဝင်လူလိုက်ပေမဲ့တစ်ဖက်အဖွဲ့ကစာလုံးကိုရေးပြီးခံနေပါပြီအရေးကြီးဆုံးအချိန်မှာသူ့အတင်းသားတွေကရေးတဲ့ပုဂ္ဂိုလ်ဝိုင်းကထားပေးလို့သူစုပ်တံကိုပြန်ရသွားပြီးနောက်ဆုံးနေ့တစ်ကြောင်ထပ်ဖြစ်လိုက်ပါတယ်ဒါပေမဲ့အောင်ပွဲခံတန်ကတစ်ဖက်အဖွဲ့စီကထွက်လာခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူကကိုတင်းအတွက်မဟုတ်ပဲပြိုင်ဘက်အတွက်လိုအပ်နေတဲ့နောက်ဆုံးမြင့်ကိုတွားဖြစ်ပေးလိုက်တာပါအကြောင်းပြချက်ပေးဖို့ပြင်နေတဲ့တပည့်ကိုဆရာတော်ကစုပ်တန်နဲ့မျက်နှာပေါ်အမှတ်ချစ်ပေးလိုက်ပြီးဒါဟာစီကံချိုးဖောက်ပြီးအသားကိုးစားခဲ့တဲ့အကျိုးဆက်ပဲဆိုတာနားလည်စေလိုက်ပါတယ်ဒီလိုစိတ်ဝင်စားစရာစကားချင်းတွေကိုမလွတ်ချင်ရင် Zen Vision ကို follow လုပ်ထားပါ